လောကတွေရောက်တော့ပေါ့နော်ပြောင်းလဲပြီးမှဒီအမှုပညာလောကတွေရောက်လာအဲပြောင်းလဲခြင်းရတယ်ဒီနာမည်နဲ့ပတ်သက်ပြီးတော့မှပြောင်းလဲသွားတာပေါ့နော်အဲခါကျတော့ပြောင်းလဲပြီးတော့မှဒီအမှုပညာဆိုတဲ့လောကတွေရောက်သွားတာပေါ့ရောက်တဲ့အချိန်မှာရောက်တဲ့အချိန်မှာဘာတွေဆက်ဖြစ်လဲဆိုတော့နောက်တဲ့ချိန်မှာဘာတွေဆက်ဖြစ်လဲဆိုတော့သူကအဲ့လိုမျိုးကြီးကိုစားရေးပြောင်းလဲလာတယ်နေပုံထိုင်ပုံတွေလည်းပြောင်းလဲလာတယ်ဆရာတောက်တာတွေကစပါတော့အကုန်အရင်လိုပုံစံတွေဖုတ်တော့ပေါ့နော်အဲ့လိုမျိုးကြီးဖြည်းဖြည်းချင်းလာတယ်နော်အဲ့လိုမျိုးကြီးပြောင်းလဲလာပြီးတော့မှဒီချီဆိုတဲ့ဟာကိုစပြီးတော့ဖန်တီးပြလာတာပေါ့အချင်းနဲ့လူတွေကတော့အမပြောချင်တာကတော့ကြားနေကြစကားပါပဲဒီ episode တွေကိုကြည့်ရင်လွတ်လပ်စွာတွေးခေါ်ပါလို့เนาะလွတ်လပ်စွာကြည့်ပါလို့လွတ်လပ်စွာခံစားပါလို့ကတော့ဒါကြားနေကြစကားပဲဆိုတော့အမတို့ထမင်းစားစားရေတောက်လမ်းချက်ချက်ဟုတ်တယ်မလားခံစားကြသေးတာပဲလေထမင်းစားရင်တော့ဒါလေးကစောက်ကောင်းနေဘာကြောင့်စောက်ကောင်းတာလဲဆိုတဲ့အရာပေါ်မှာမူတည်ရပါတော့အဲ့တော့အမတို့ပကြီးကားတွေကိုလာကြည့်ရင်လည်းကိုခံစားတဲ့ပုံမှာမူတည်ပြီးတော့ကြည့်သွားနိုင်တယ်မကစားရေးတဲ့ကမျက်နှာလေးတွေရေးတယ်အဲဒီခါကျတော့အစပိုင်းမှာလည်းမျက်နှာလေးတွေရေးတယ်လို့အလယ်မှာကျတော့တခြားအကြောင်းအရာတွေရေးတယ်အခုနောက်ပိုင်းမျက်နှာလေးတွေပြင်ရေးတယ်အဲ့တော့မျက်နှာတွေကအမအတွက်အမြဲအမှတ်တရဖြစ်တယ်ပေါ့နော်အဲ့တော့လူတွေကေဝါတွေဘသူအကြောင်းတွေဆိုတဲ့အရာတွေပေါ်မှာသက်ဆက်နေပြီးတော့မျက်နှာရအဓိကအကြောင်းအရာတွေဖြစ်တယ်အဲ့အတွက်ကအမှတ်တရမကအရင်ကတော့ဒီပကြီးလောကရောက်ခင်ကတခြားအလုပ်တွေလုပ်တယ်ရောင်းဝယ်လုပ်တယ်ဒါပေမဲ့အဲ့ဒီတခြားပုံကနေအမတော်လည်းရောက်လာတဲ့အချိန်မှာပကြီးလောကလည်းရောက်ပြီးတော့အမတခြားအလုပ်တွေဘာမှလုပ်လို့မရတော့ဘူးအမလုပ်လို့မရတော့အခက်အခဲရအများကြီးရှိရပါတော့တခြားစီးပွားရေးတွေဘာမှမလုပ်ရဘူးအမေကတွေးထားတယ်ပေါ့နော်မောင်ကြီးကလည်းတွေးထားတယ်ပေါ့နော်အဲ့ချိန်မှာအဲ့လောက်ကတော့အခက်အခဲတွေဖြစ်တဲ့ငွေကြေးခက်ခဲတွေအများကြီးရှိရတာပေါ့ဒါပေမဲ့အဲ့ခက်ခဲတွေကိုအမကြော်ဖြတ်ပြီးတော့မှအခုချိန်17နှစ်ပေါ့နော်17နှစ်ကာလရောက်တဲ့အထိကိုကြော်ဖြတ်ပြီးခက်ခဲပေါင်းများစွာကြော်ဖြတ်ပြီးမှရောက်လာခဲ့တာပေါ့တခုချင်းပြောတော့ကိုပေါ့နော်ဒါပေမဲ့အများကြီးခက်ခဲရှိခဲ့ပါတယ်အဲ့ဒါတော့အမကဘယ်လိုပြောမလဲစရေးတဲ့ကလည်းကြိုမသိနိုင်ဘူးဘယ်လိုဆုံးသက်မယ်ဆိုတာတော့လေကြိုပြီးတော့မပြောနိုင်ဘူးပေါ့နော်။ဘာလို့ဆိုတော့လူကအခုတင်လည်းသိနိုင်တယ်ဆိုတော့ဘယ်လိုပုံစံနဲ့အဆုံးသက်မယ်ဆိုတာတော့မှကြိုပြောလို့မရဘူးပေါ့နော်။အဲ့တော့အချိန်ကာလသူ့ကာလရှိတဲ့အထိရပဲကြည့်အောင်ပါ